Okay အားလုံးပဲမင်္ဂလာပါပေါ်တာတို့ Infonas ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ခင်ဗျကျွန်တော်တို့ရဲ့ channel မှာခေတ်သစ်စစ်ပွဲတွေဒုတိယကမ္ဘာစစ်ကတင်ကားတွေနဲ့စစ်လေယာဉ်တွေအကြောင်းအမြဲတင်ဆက်ပေးနေကြဆိုတော့ရိုးအီနေပြီလို့ထင်တာနဲ့ဒီနေ့မှာကျွန်တော်တို့သမိုင်းတစ်စစ်ချိုးနောက်ပြန်လှည့်ပြီးလွန်ခဲ့တဲ့နှစ်ပေါင်း400ကျော်18ရာစုကနေနပိုလီယန်ခေတ်အထိဥရောပစစ်မြေပြင်တွေစီတွားကြည့်လိုက်ရအောင်ဗျာအဓိကအနေနဲ့ကတော့အဲ့ဒီခေတ်မှာချမှတ်ခဲ့ကြတဲ့ထူးထူးဆန်းဆန်းစစ်ရေးဗျူဟာတွေနဲ့ဘာလို့ဒီဗျူဟာတွေကထူးဆန်းနေရတာလဲဆိုတော့အကြောင်းရတဲ့စီကိုပေါ့ဗျာဆိုတော့စီစဉ်နေမစခင်မှာထုံးစံအတိုင်း subscribe လုပ်ရတဲ့လုပ်ပြီးဘေးကခေါင်းလောင်းလေးကိုလည်းတပါးနဲ့နှိပ်ပေးထားကြပါအောင်ခင်ဗျနောက်လာမယ့်ဗီဒီယိုတွေအတွက်လည်းသိချင်တာများရှိရင် comment section မှာရေးသွားပေးလို့ရပါတယ်ခင်ဗျနောက်တစ်ခုကအစီအစဉ်မစခင်မှာ VPN လေးဖွင့်ပြီးကြည့်ပေးဖို့လည်းဒီနေရာလေးပဲတောင်းဆိုလိုက်ပါတယ်ခင်ဗျကဲဒါဖြင့်ကျွန်တော်တို့ဗီဒီယိုလေးကိုအခုပဲစတင်လိုက်ရအောင်ခင်ဗျရှေးဟောင်းစစ်ပွဲရုပ်ရှင်တွေကိုကြည်ဘူးတဲ့ပေါ်တာတိုင်းရဲ့ခေါင်းထဲမှာမေကွန်းတစ်ခုမဖြစ်မနေထွက်လာဘူးပါလိမ့်မယ်အကာအကွယ်မယူပဲရန်သူအမြောက်နဲ့တနက်တွေရှေ့မှာအတားလိုက်ကြီးညီညီညာညာနဲ့လမ်းလျှောက်သွားပြီးအပြန်လန်ပြက်ကတ်တိုက်ခိုက်နေကြတဲ့သူတွေကိုကြည့်ပြီးဒီဘဲတွေယူများနေလားလို့တွေးကောင်းတွေးမိကြပါလိမ့်မယ်တစ်ပင်နောက်မှာပုံပြီးပြရမလားစင်းတူးပြီးပဲပုံနေရမလားစတဲ့ကလေးတိတဲ့ကိစ္စလေးတွေကိုတော့အဲ့ဒီခေတ်စစ်ဗိုလ်ချုပ်ကြီးတွေကမသိကြဘူးလားဘာလားပေါ့စတဲ့အတွေးတွေလည်းတွေးမိကြပါလိမ့်မယ်ဗျဒါပေမဲ့တကယ်တမ်းထင်ထားသလိုမဟုတ်ပါဘူးဒီလိုစစ်တိုက်တဲ့နည်းဗျူဟာကို Line Infantry တန်းစီစစ်တိုက်ခြင်းလို့ခေါ်ပါတယ်ဗျဒီစနစ်ရဲ့နောက်ွယ်မှာလည်းအဲ့ဒီခေတ်အဲ့ဒီအခါနည်းပညာတွေအရာမဖြစ်မနေကိုသုံးခဲ့ရတဲ့အမိုက်စားစစ်ဗျူဟာတွေနဲ့သိပ္ပံနည်းကြတဲ့အကြောင်းရင်းတွေရလည်းအခိုင်အမာကိုရှိနေတာပါ16ရာစုအနှောင်းပိုင်း18ရာစုအစပိုင်းကိုပြန်သွားကြည့်ရင်စစ်မြေပြင်ရဲ့တိမ်မင်းတမန်အဖြစ်စတင်ပြီးစိုးမိုးလာခဲ့တာကတော့မတ်စကာလို့ခေါ်တဲ့တနက်တွေပဲဖြစ်ပါတယ်အဲ့ဒီခေတ်အဲ့ဒီအခါဒီတနက်တွေကအခုဒီဘက်ခေတ်ရဲ့ M4 တွေ AK တွေလို့မဟုတ်ပဲနီးပညာအရအတော်လေးကိုအားနည်းချက်များတာဗျပထမဆုံးအားနည်းချက်ဆိုရင်တနက်တွေရဲ့ပြစ်ကွင်းတိကျမှုကတော်တော်လေးနည်းတာပါကျွန်တော်တို့ဒီဘက်ခေတ် modern တနက်တွေရဲ့ပြောင်းလဲမှာဆိုကြီးစံကိုစဝိုင်းပုံလှဲပတ်စေပြီးလမ်းကြောင်းတည်ငြိမ်စေတဲ့ rifling line လေးတွေပါတယ်ဗျဒီ musket တနက်တွေမှာတော့အဲ့လို line တွေမပါဘဲနဲ့ပြောင်းတစ်ခုလုံးကပိုက်လုံးကြီးလိုမျိုးပြောင်းချိုးကြီးဖြစ်နေတာပါဒါကြောင့်ပဲကြီးစံကတနက်ပြောင်းလေးကထွက်သွားရဲဆိုတာနဲ့ကျုံတိုင်းရွာမဟာမြိုင်တောတွေကဆရာတွတ်တနက်လိုပဲလေထဲမှာခရမ်းပြီးသူသွားကျင်တဲ့နေရာကိုရောက်သွားတာပါမီတာ90ဒါမှမဟုတ်မီတာ100ကျော်တာနဲ့ပြက်မှတ်ကိုထိဖို့ဆိုတာ10ရာခိုင်နှုန်းလောက်တော့မသိကြတော့ပါဘူးဒီလိုအခြေအနေမျိုးမှာရန်သူကိုတဲဖြုတ်ဖို့ဆိုရင် accuracy ထက် fire power ကိုပိုပြီးဦးစားပေးမှဖြစ်မှာပါအကယ်၍သာစစ်သားတယောက်တည်းကတစ်ချက်ချင်းပဲပြစ်နေရင်ကြီးစံကလေထဲမှာပဲဟိုရောက်တီအောင်နဲ့ပြစ်နေပါတယ်ဗျဒါကြောင့်ပဲဒီပြဿနာအတွက်မက်စကတီယာလို့ခေါ်တဲ့မက်စကတ်ကိုင်စစ်သားတွေကိုအုပ်စုလိုက်နေခိုင်းပြီး fire power နဲ့ဖြည့်ရှင်းလိုက်ကြတာပါတနက်ရဲ့ဒုတိယအားနည်းချက်အနေနဲ့ကတော့ reload တိုင်းချီပြည့်ချိန်ကြာတာပါပဲတနက်တစ်ချက်ပြစ်ပြီးတိုင်းမှာတနက်ပြောင်းသွားကနေရမ်းမှုန့်ထက်ကြီးစံထက်ပြီးရင်တန်တုံးနဲ့ထိုးအားလုံးပြီးပြီဆိုတော့မှတောက်ခလုတ်ကိုပြန်ဆွဲပြီးပြစ်ရတာမျိုးပါဆိုတော့ဗီဇာတယောက်ရထားတာထက်လုတ်ဖို့ရှုပ်တာပေါ့ဗျာအဲ့ဒီနေရာမှာကျွန်တော်သာဆိုစိတ်မရှိတာနဲ့ထပြန်လာမိမှာပါကြာချိန်ကဘယ်လောက်တောင်ကြာတယ်လဲဆိုရင်ကျွမ်းကျင်တဲ့စစ်သားတယောက်တောင်10မိနစ်မှာ2ချက်ပဲပြစ်နိုင်တယ်ဗျဘာမှပြောနေနဲ့တော့3ချက်ပြစ်နိုင်တယ်ပဲဆိုဒီပဲလုံးဝဆရာကြီးပဲအထူးသဖြင့်တနက်တစ်ချက်ပြစ်ပြီးတိုင်းကြည်ပြန်ထည့်ရတဲ့10မိနစ်စာအချိန်ကစစ်မြေပြင်မှာအသေးအပြောက်အများဆုံးအချိန်ဖြစ်လာပါတယ်ဒီလိုကြည်ပြန်ထည့်နေတော့သာရန်သူမြင့်တက် cavalry တွေဒုံဆိုင်ဝင်လာလို့ကတော့ခြေကျင်တက်တွေအတွက်ကလုံးဝကိုစီစီညံ့ညံ့ပါပဲတတိယတစ်ချက်ကမိုးရသည်နဲ့စူထိုင်းတဲ့ရာသီဥတုပေါ့မိုးနဲ့ရွာလိုက်လို့ရမ်းဆူသွားတာနဲ့တနက်ကပြစ်လို့မရတော့ပါဘူးဒါကြောင့်18ရာစုအစပိုင်းမှာစစ်ဗိုလ်ချုပ်တွေကပိုက်ကန်ရှော့လို့ခေါ်တဲ့နီးဗျူဟာကိုတုံးခဲ့ရပါတယ်ဒီပိုက်ကန်ရှော့နီးဗျူဟာမှာဆိုရင်10ဘီကနေပေ20လောက်ရှည်တဲ့လှန်တန်ကြီးတွေကိုကင်ထားတဲ့လှန်ထိုးသမားတွေပါလာပါတယ်ပိုက်ကမန်းတွေကတနက်သမားတွေကိုကာကွယ်ဖို့ပါမက်စကတီယာတွေကတနက်ပစ်ပြီးနောက်ရန်သူမြင့်တက်တွေဝင်လာတော့မယ်ဆိုရင်ပိုက်ကမန်းတွေရဲ့အနောက်မှာအကာအကွယ်ဝင်ယူရပါတယ်ဗျဒါပေမဲ့ဒါလည်းတိကျတဲ့ဖြည့်ရှင်းပုံတော့မဟုတ်သေးပါဘူးဗျအဝေးကနေလာတဲ့ရန်သူကိုကာကွယ်နိုင်တယ်ဆိုပေမဲ့10ပေ20ရှိတဲ့လှန်ရှည်ကြီးတွေကကျုံဝင်လာတဲ့မြင့်တက်တွေကိုဆိုတားဆီးနိုင်စွမ်းမရှိတော့ပါဘူးဒါကြောင့်ပဲ close quarter မှာဆိုရင် pike man တွေကပဲချိန်မုန်းခံရတတ်ပါတယ်အဲ့ဒီနောက်ပိုင်းမှာတနက်ချီပြန်ထည့်ရတဲ့ကြာချိန်ပြဿနာဟို volley fire အတန်းလိုက်လှည့်ပတ်ပြီးပြစ်ခတ်ခြင်းလို့ခေါ်တဲ့ဒီ view ဟာအသစ်တစ်ခုပေါ်လာပါတယ်ဗျဒီ view မှာတော့စစ်သားရှာကန်တန်းထောင်ကန်တန်းလောက်ကိုအတန်း3တန်းဒါမှမဟုတ်4တန်းစီခိုင်းလိုက်ပါတယ်ဘလို့အလုပ်လုပ်လဲလို့မေးရင်ပထမအတန်းကဒူးထောက်ပြီး ။ပြိုင်တဲ့ပြစ်ခတ်ပြီးတဲ့နောက်
ကြီးဖေးဖို့အတွက်နောက်ဆုံးအတန်းကိုပြန်ဝင်ရပါတယ်အချိန်ထဲမှာပဲဒုတိယအတန်းကရှေ့တိုးပြီးဆက်ပစ်ပါတယ်ဒုတိယပြီးရင်နောက်တတိယအတန်းကထပ်ဝင်လာပါတယ်အဲ့ဒီလိုအလှည့်ကျတစ်ဆက်တည်းပစ်ခတ်တော့မှရန်သူစီကိုကြီးစံမိုးရွာပြီးရန်သူတက်လိုင်းကိုပြုတ်ခွဲနိုင်တာဖြစ်ပါတယ်အကာအကွယ်ယူပြီးပြင်ရင်ကြီးဖေးချိန်ပိုရလိမ့်မယ်လို့ကိုလူတို့တွေးကောင်းတွေးနေနိုင်ပါတယ်ဒီအတွက်လည်းကျွန်တော်ကအဖြေတစ်ခုကိုပြင်ဆင်ထားပါတယ်ဒီမှာအဓိကအကြောင်းရင်း၄ချက်ရှိပါတယ်ပထမဆုံးမြင့်တက် cavalry ရဲ့အန်ဒီရပါအကယ်၍စစ်သားတွေကတီးတန့်ခွဲပြီးတစ်ပင်နောက်တွေကြောက်ဆောင်တွေမှာပုံပြီးပြစ်မယ်ဆိုရင်ရန်သူမြင့်တက်တွေရောက်လာတာနဲ့တယောက်ချင်းစီကိုဓာတ်နဲ့အလွယ်တကူထုတ်တက်ခံရမှာပါစစ်သားတွေကအတန်းလိုက်စီကန်းရှိရှိစူးစီးထားမှာပဲမြင့်တက်တွေနီးလာတဲ့အခါတန်စွတ်တွေပြိုင်လူထုတ်တန်ပြန်တိုက်ခိုက်နိုင်မှာဖြစ်ပါတယ်အဲ့ဒီအချိန်မှာဆိုရင် infantry square လို့ခေါ်တဲ့စတူရန်ပုံစံဖွဲ့စည်းလိုက်ပါတယ်ဒီစတူရန်ပုံစံဖြစ်သွားရင်မြင်းတွေကတန်စွတ်တွေကိုကြောက်ပြီးတက်လိုင်းတွေကိုတိုးဝင်လို့မရတော့ပါဘူးယူဟာတွေကတစ်မျိုးတည်းသုံးတာတော့မဟုတ်ဘူးဒုတိယအကြောင်းရင်းကတော့အဲ့ဒီခေတ်မှာရေဒီယိုဖုန်းဒါမှမဟုတ်ကျင်းတဲ့စက်တွေမရှိသေးပါဘူးဗျတနက်တွေပြစ်ခတ်လိုက်တဲ့အခါစစ်မြေပြင်တစ်ခုလုံးရန်ကိုးတွေနဲ့အမှောင်တိဖြစ်သွားတတ်ပါတယ်အဲ့ဒီလိုအချိန်မှာစစ်သားတွေသာတယောက်နဲ့တနေစီမှာနေပြီးပတောင်းနဲ့ချယ်ရီပမာတွေဖြစ်နေတော့စစ်ဗိုလ်ချုပ်တွေအနေနဲ့လည်းဦးစီးနိုင်ဖို့ကတော်လေးခက်သွားပါတယ်ဒါဆိုရင်အမိန်တွေကလည်းတပ်သားတိုင်းစီကိုရောက်တော့မှာမဟုတ်ပါဘူးဒီပြဿနာကိုဖြေရှင်းဖို့အတွက်ကအားလုံးတနေရာထဲမှာတစုတစည်းရဲ့ရှိနေဖို့မဖြစ်မနေလိုအပ်လာပါတယ်ဖရန်သမားတွေကိုလည်းဒါကြောင့်ပဲထည့်ထားတာဖြစ်ပါတယ်အမိန်တစ်ခုခုပေးလိုက်ရင်အဲ့ဒီအမိန်ရဲ့သင်္ကေတအတိုင်းဖရန်သမားကလိုက်တီးပေးရပါတယ်ဒါဆိုရင်ဗရန်တန်ကြားတဲ့စစ်သားတွေကဒီအတန်ဆိုတက်ခိုင်းတာဒီအတန်ဆိုပြန်ဆုတ်ခိုင်းတာဆိုပြီးသဘောပေါက်နိုင်ကြပါတယ်နောက်ပိုင်းမှာစိတ်သက်စစ်စင်ရေးအတွက်ဒရန်တွေမကပဲပလူတွေဘတ်ပိုက်တွေပါထည့်လာကြပါတယ်စိတ်သက်စစ်စင်ရေးကိုပြောရရင်လည်းခြိတက်တဲ့နေရာကိုတစ်ချက်လောက်ရှိုးလိုက်အောင်ဗျစစ်သားထောင်ပေါင်းများစွာတူညီဝတ်စုံနဲ့တန်းစီပြီးရန်သူစီကိုညီညီညာညာနဲ့လမ်းလျှောက်လာတာကိုမြင်ရရုံနဲ့ရန်သူဘက်ကစိတ်သက်ပျက်စီးသွားအောင်လည်းလုပ်ကြပါသေးတယ်ဗျ18ရာစုအနှောင်းပိုင်း1690ပြည့်နှစ်တွေကိုရှောက်တဲ့အခါမှာတော့တနက်ထိပ်မှာတက်ဆင်ရတဲ့ဘန်နက်တွေပေါ်လာပါတယ်ဒီလှန်စုတွေပေါ်လာတာကြောင့်ပိုက်မန်းတွေမလိုတော့ပဲမတ်စကတ်တီးတန်းနဲ့တင်အတန်းလိုက်တိုက်ခိုက်ရမှာပိုပြီးထိရောက်လာပါတယ်ဒီလိုစစ်တိုက်ပုံစံကအပြန်ကြည့်ရင်တာပါပေမဲ့စစ်သားတွေအတွက်ကတော့တကယ်ငရဲခန့်ပါပဲဘေးနာရဲဘော်ရဲ့ခေါင်းကိုတနက်ကြည့်ဒါမှမဟုတ်အမြောက်ဆန်မှန်ပြီးလဲကျသွားရင်တော့မိမိအနေနဲ့လှုပ်ရှားနေလို့မရဘူးဗျတည်သွားတဲ့တယောက်နေရာမှာလဲနောက်တစ်ယောက်ကရှေ့ကိုတိုးပြီးအစားပြန်ဝင်ရတာပေါ့အမိမရပဲအကြောက်လုံပြီးထွက်ပြေးသွားရင်လည်းအနောက်ကတက်ချက်ကြီးတွေအရာရှိတွေကဓာတ်နဲ့ခုတ်ရင်ခုတ်မဟုတ်ရင်တနက်နဲ့တန်းပစ်ပြီးတော့ပြစ်တတ်ပါသေးတယ်ဒါကြောင့်အဲ့ဒီခေတ်စစ်သားတွေကိုလက်ရှိကာလစစ်သားတွေတက်ပို့ပြီးတင်းကျပ်တဲ့စီးကံတွေနဲ့လေ့ကျင့်ပေးထားတာပါအထူးသဖြင့်19ရာစု pressure အခုခေတ်ဂျာမနီမှာဖြစ်ပွားခဲ့တဲ့နှစ်30စစ်ပွဲကြီးအတွင်းကစစ်သားတွေရဲ့အခြေအနေကတော့အဆိုးရွားဆုံးပါပဲ1618ကနေ1648အထိဖြစ်ပွားခဲ့တဲ့ဒီစစ်ပွဲကြီးမှာစစ်သားအများစုကကြေးသားစစ်သားတွေဖြစ်ကြပါတယ်စနစ်တကျနဲ့ဖွဲ့စည်းထားတဲ့ standard army တခုမဟုတ်တာကြောင့်အုပ်ချုပ်တဲ့စနစ်ကလည်းတမန်ကရှန်ကာပါပဲဒီအတွက်ကြောင့်ဓာတ်စာဝင်ငွေရလည်းပုံမှန်ရလို့မရှိတော့ပါဘူးဓာတ်စာမှန်မှန်မရတဲ့အခါရန်သူနယ်မြေကရွာတွေကိုဝင်လူတာမီးရှို့တာမျိုးတွေအထိပါဆိုးဆိုးဝါးဝါဖြစ်ခဲ့ပါတယ်ဒီနှစ်30စစ်ပွဲကြောင့်ပဲ pressure လူကြီးရဲ့30ရာခိုင်နှုန်းကနေ40ရာခိုင်နှုန်းအထိတည်ဆုံးခဲ့ကြရပါတယ်ဒီလိုဒုက္ခဆိုးကြီးရနဲ့သင်ခန်းစာယူပြီး pressure တက်မှတ်တော့တရက်ကိုစနစ်တကျနဲ့ထူထောင်လိုက်ကြပါတယ်ဒီခွာအပိုင်းကိုပြန်ဆက်ရရင် pressure ဘရင် Frederick the Great လက်ထက်မှာတော့ဒီအတန်းလိုက်လေ့ကျင့်ရေးစစ်ဗျူဟာကမ္ဘာအဆင့်ထိဖြစ်လာခဲ့ပါတယ် pressure စစ်သားတွေကဆိုရင်လည်း Musket တနက်ကို10မိနစ်အတွင်း4ချက်ကနေ5ချက်ပြစ်နိုင်တဲ့အထိလေ့ကျင့်လာကြပါတယ်ဒါအပြင်တနက်ကိုချီပြန်ဖြည့်ရမှာလဲရလုံးမိတ်ပြီးဖြည့်နိုင်အောင်အထိပါအပြင်းထန်နေစူးစမ်းလေ့ကျင့်ခဲ့ကြပါတယ်ဒါကြောင့်18ရာစုရောက်မှာတော့ pressure တက်မှတော့ကသူ့ထက်အင်အား3ဆလောက်တာတဲ့စစ်တပ်တွေကိုတောင်ထုတ်ချနိုင်ခဲ့ပါတယ်ဒီလိုနဲ့18ရာစုနှောင်းပိုင်းကိုရောက်လာတဲ့အခါမှာတော့ပြင်သစ်တော်လှန်ရေးကြီးစတင်ခဲ့ပါတယ်ပြင်သစ်နိုင်ငံရဲ့တပ်ဦးစပိုင်းစနစ်ကိုဖြုတ်ချဖို့ကြိုးစားခဲ့ကြတာပဲဖြစ်ပါတယ်အဲ့ဒီအချိန်ကပြင်သစ်ပြည်ရင်ကင်လူဝစ်16ဖြစ်ပါတယ်နပိုလီယန်ကတော့အမြောက်တပ်မှာဒူးဖို့အဆင့်ပဲရှိသေးတဲ့အချိန်မှာအဲ့လိုတော်လှန်ရေးကာလတွေအတွင်းမှာပဲနပိုလီယန်ကစစ်မှုထမ်းရင်းနဲ့သူရဲကောင်းတစ်ယောက်လိုဖြစ်လာခဲ့ပါတယ်1993ခုနှစ်အရောက်မှာတော့ပြင်သစ်တော်လှန်ရေးအစိုးရလူဝစ်16ကိုခေါင်းဖြတ်ပြီးကွပ်မျက်လိုက်ပါတယ်အဲ့ဒီအခါတိုင်းပြည်အတွင်းကဘရင်ဝါဒီသမားတွေအနေနဲ့ပေါက်ကွဲဒေါသထွက်တာတွေဖြစ်ကုန်ကြပါတော့တယ်ဒါကြောင့်ပြင်သစ်တောင်ပိုင်းရဲ့အဓိကရေးတပ်စခန်းမျိုးဖြစ်တဲ့တူလုံမြို့မှာရှိတဲ့ဘရင်ဝါဒီသမားတွေကတော်လှန်ရေးအစိုးရကိုပုံကန်ပြီးပြင်သစ်ရဲ့ပြည်ဖြစ်တဲ့တီတူရှာနဲ့စပိန်တို့ရဲ့ရေတပ်တွေကိုပါမျိုးတဲ့အထိဝင်ရောက်ပြီးတက်ဆွဲနေဖို့ဖိတ်ခေါ်လိုက်ကြပါတယ်ဒါနဲ့ပြင်သစ်ဘက်ကလည်းအသက်18နှစ်ကနေ25နှစ်အတွင်းရှိတဲ့လူငယ်တိုင်းမဖြစ်မနေစစ်မှုထမ်းရမယ်ဆိုတဲ့အမိန့်ကိုထုတ်ပြန်လိုက်ပါတယ်ဒါကြောင့်မို့လို့ပဲပြင်သစ်နိုင်ငံကအရင်လိုစစ်သားထောင်ကနန်းရာကနန်းမဟုတ်တော့ပဲ
တန်းနဲ့ချီတဲ့စစ်တပ်ကြီးကိုပါပိုင်ဆိုင်လာခဲ့ရပါတယ်ဒီနေရာမှာပြဿနာတစ်ခုကရှိလာပြန်ပါတယ်အဲ့ဒါကတော့ဒီစစ်မှုထမ်းတပ်သားတစ်တွေကပရှားစစ်သားတွေလို့တနက်ချီတန်ဖြည့်တာအတန်းလိုက်ညီညီညာညာလမ်းလျှောက်တာတွေကိုနှစ်ပေါင်းများစွာလေ့ကျင့်ထားတဲ့သူတွေမဟုတ်ပါဘူးအခြေခံသဘောတရားလောက်ကိုပဲသိထားတဲ့သူတွေဖြစ်ပါတယ်ဒါကြောင့်နပိုလီယန်ဒီအခြေအနေကိုအသုံးချပြီးအတန်းလိုက်တန်းစီတိုက်ခိုက်တဲ့ Line Infantry Viewer ကိုပုံမှန်မြန်ဆန်ရက်ဆက်ပြီးအရှိန်အဟုန်ပါတဲ့စစ်ရေးစနစ်အဖြစ်တောင်းလဲပစ်လိုက်ပါသူတုံးခဲ့တဲ့တော်လိုင်းရေးစစ်ဗျူဟာကိုကြည့်ရင်အဓိကအနေနဲ့ကအချက်၄ချက်ရှိပါတယ်တစ်ချက်ချင်းစီခွဲထုတ်ပြီးပြောရမယ်ဆိုရင်နံပါတ်1တမကြီးကခွဲခြားခြင်းလှုပ်ရှားခြင်း the corp system ရှင်ကစစ်တပ်ကြီးတစ်ခုလုံးကအရာရှိတစ်ယောက်ရဲ့အမိန့်အောက်မှာတစုတူဝေးတဲ့နဲ့ဖြည်းဖြည်းမှန်မှန်ချီတက်ကြရပါတယ်ကျွန်တော်အပေါ်မှာပြောခဲ့သလိုပေါ့နပိုလီယန်ကတော့အဲ့ဒီတစုတူဝေးတဲ့စစ်တပ်ကြီးကိုနောက်ထပ်တပ်မတွေအဖြစ်ခွဲထုတ်လိုက်ပါတယ်စစ်တပ်ခါထွက်တိုင်းလူပေါင်း9000လောက်ပါတဲ့အခြေအနေမှာဒီမ9000သားတွေကိုတယောက်တည်းအမိန်ပြို့မလွယ်မှန်းနပိုလီယန်ကောင်းကောင်းကြီးကိုနားလည်ခဲ့ပါတယ်ဒါတမတစ်ခုချင်းစီကိုခြေလျင်တက်မြင်းတက်အမြောက်တက်နဲ့အင်ဂျင်နီယာတက်ဆိုပြီးတိကျခွဲထုတ်လိုက်ပါတယ်အဲ့နောက်တမတစ်ခုချင်းစီအတွက်တမမူတယောက်စီခံထားလိုက်ပြီးသက်ဆိုင်ရာတမအသီးသီးကိုကုတ်ကဲစီပါတယ်အဲ့ဒီတမမူတွေကတော့နပိုလီယန်ရဲ့ဓာတ်ရိုက်အမိန့်ကိုယူရပါတယ်ဒီဖြူဟာကြောင့်ပဲပြင်သစ်တပ်ကရှမ်းသူတွေထက်လက်ဦးမှုရလာသလိုရိတ်ခါစုဆောင်းခြင်းရလည်းပိုပြီးရလာပါတယ်နပိုလီယန်ဆောင်မုတ်ကတော့ Much Divided Fight United ပြောရရင်ချီတက်ချိန်မှာလမ်းတွေခွဲချီတက်ကြပြီးတိုက်ကြရတော့မယ့်အချိန်ရောက်လာရင်တော့တပ်တွေအားလုံးဟာတစုတစည်းရဲ့စုပေါင်းပြီးတိုက်ကြမယ်ဆိုတော့ကဲနောက်တစ်ချက်ကိုကြည့်ရရင်နံပါတ်1အနေနဲ့ကတော့ကင်းထောက်လက်ဖြောင်းတက်တွေပါတမကြီးချီတက်မလာခင်ရှေ့ဆုံးကနေကင်းထောက်တနတ်သမားတွေကိုအတန်းလိုက်မဟုတ်ပဲတီးတန့်လွတ်လပ်စွာလှုပ်ပေးလိုက်ပါတယ်အခုကိစ္စကားနဲ့ပြောရရင်တော့ point တက်စိတ်လိုမျိုးပေါ့ဗျာသူတို့ကတစ်ပင်ကြောက်ဆောင်စတာတွေမှာအကာအကွယ်ယူပြီးရန်သူတန်းစီတက်တွေရှိရာအရာရှိတွေကိုဦးစားပေးတိုက်ခိုက်ကြပါတယ်အရာရှိကျသွားလို့ရန်သူတက်တွေကဖျို့ဖျဲဖြစ်သွားအောင်လုပ်တာဖြစ်ပါတယ်နံပါတ်3က downlight ထိုးစစ်စနစ်ပေါ့ column attack လို့ခေါ်ပါတယ်ဒါကတော့နပိုလီယန်ကိုဥရောပတစ်ခွင်မှာအနိုင်ရစေခဲ့တဲ့အဓိကစစ်နည်းဖြူပါပဲအရင်ကဆိုစစ်သားတွေကဘေးထက်အတန်းလိုက် line formation နဲ့တန်းစီပြီးချီတက်ပစ်ခတ်ကြပါတယ်ဒါပေမဲ့နပိုလီယန်ကတော့သူ့စစ်သားတွေကို downlight column တန်းခိုင်းပြီးချီတက်စီပါတယ်စစ်သားထောင်ပေါင်းများစွာမိရထားတွဲကြီးလို့ရန်သူတပ်အားနည်းနေတဲ့နေရာကနေညာကောင်းတန်းတိုးဖောက်ဝင်ရောက်ပြီးရန်သူ formation ပြတ်သွားတာနဲ့ခြေမုံနဲ့ပြီးသွားပဲဖြစ်ပါတယ်နံပါတ်4ကတော့အကြောက်တက်ပါ The Grand Battery လို့လည်းခေါ်ပါတယ်နပိုလီယန်ကအမြောက်တွေကိုတနေရာစီခွဲမထားပဲ Grand Battery ဆိုတဲ့နီးနဲ့အမြောက်တွေကိုတနေရာထဲမှာစုစည်းလိုက်ပါတယ်ပြီးတော့ရန်သူတပ်ရဲ့အဓိကနေရာကိုဇက်တိုက်ပစ်ခတ်ချိန်မုံပါတယ်တုံတုံတိုင်းတိုင်းနဲ့ကြာနေတဲ့အမြောက်ဆန်တွေကရန်သူတွေတက်ပြတ်နေတဲ့အချိန်မှာပဲခြေကျင်တက်တွေကဒေါင်းလိုက်ထိုးဖောက်ပြီးချိန်မုံကြပါတယ်ဒီဗျူဟာရဲ့ရလဒ်ကတော့1805ခုနှစ်မှာဖြစ်ပွားခဲ့တဲ့ဩစတြေးလျတိုက်ပွဲတနည်းအားဖြင့်ဧပြီ3လတိုက်ပွဲ The Battle of Three Empire တက်တည်ပါပဲဒီတိုက်ပွဲမှာနပိုလီယန်ကရုရှားဘုရင် Alexander First နဲ့ဩစတြေးလျဘုရင် Francis the Second တို့ရဲ့ပူးပေါင်းစစ်တပ်ကြီးနဲ့ရင်ဆိုင်ခဲ့ရတာဖြစ်ပါတယ်အင်အားကြီးတိုင်းပြည်နှစ်ခုရဲ့မဟာမိတ်စစ်တပ်ကြီးနဲ့နပိုလီယန်ရဲ့စစ်တပ်ရဲ့အင်အားချင်းဟာအပြတ်သက်ကြီးကိုကွာနေပါတယ်ရုရှားနဲ့ဩစတြေးလျတပ်မှာစစ်သည်9000နဲ့တသိန်းပတ်ဝန်းကျင်မှာရှိပြီးတစ်ဖက်နပိုလီယန်တပ်မှာတော့9000လောက်ပဲရှိပါတယ်တယောက်ချင်းဘိုင်ဝန်းချမယ်ဆိုရင်တော့တစ်ဖက်ကလူပေါင်း1000ခွဲလောက်ပိုနေပါသေးတယ်ဒီလိုချင်းနေမှာနပိုလီယန်အတွက်ကရှုံးတာထက်တေးကြတာဆိုလို့မနိုင်တာပဲရှိပါတော့တယ်ရှုံးဖို့ကမြေကြီးလက်ခတ်မလွဲဖြစ်နေတဲ့အခြေအနေမှာပဲနပိုလီယန်ရဲ့စစ်ပါရမီနဲ့လှည့်ကွက်ဗျူဟာကြီးကစတင်လာပါတယ်ဩစတြေးလျတိုက်ပွဲမှာနပိုလီယန်လုပ်ခဲ့တဲ့အဓိကလှည့်ကွက်ကတော့ကိုယ့်ရဲ့အားနည်းချက်ကိုရန်သူမြင်အောင်ပြပြီးအစကျွေးလိုက်တာပဲဖြစ်ပါတယ်ပြီးမှရန်သူဖိုချက်ကိုထိုးပေါက်ပြီးအသာစီးရအောင်ပြန်တိုက်ယူတာဖြစ်ပါတယ်ပြောရရင်တော်တော်နုပညာဆန်တဲ့ဗျူဟာပေါ့ဗျာဒီအကြောင်းတော့နောက်ထပ်ဗီဒီယိုတစ်ခုတီးတန့်လုပ်ပြီးအသေးစိတ်ပြောပြဖို့ရှိပါတယ်ဒီတိုက်ပွဲမှာပြင်သစ်တပ်တွေကအင်အားချင်းမမျှတဲ့မဟာမိတ်တပ်တွေကိုအပြတ်အသတ်အနိုင်ရခဲ့ပြီးဥရောပစစ်သမိုင်းမှာနပိုလီယန်ရဲ့အပြောင်မြောက်ဆုံးတိုက်ပွဲအဖြစ်ဆင်ញင်တင်သွားခဲ့ပါတယ်ဒီလိုနဲ့19ရာစုအလယ်ပိုင်းကိုရောက်တဲ့အခါမှာတော့အကာအကွယ်မယူဘဲတန်းစီတိုက်တဲ့စနစ်ကြီးတစ်ခုလုံးပြိုကွဲသွားစေမဲ့ဤပညာသစ်တွေပေါ်ထွက်လာခဲ့ပါတယ်1849ခုနှစ်မှာမီနီဘောလို့ခေါ်တဲ့ကြည်စံတဲ့တနက်ပြောင်းထဲမှာလှည့်ပတ် line rifling တွေပါတဲ့တနက်တွေပေါ်လာတာကြောင့်တနက်ရဲ့တိကျမှုဟာဂိုက်400နဲ့900အထိချက်ချင်းကိုမြင့်တက်သွားပါတယ်အရင်လိုအတန်းလိုက်ကြီးမတရက်နေရရင်မီတာ400กว่าကနေရန်သူဖြစ်ခွင့်နဲ့ရောက်ပြီးအတုံးယုံတည်ဆုံးရတော့တာပါဒါအပြင်တနက်အနောက်ဘက်ကနေကြီးထည့်ရတဲ့ bridge loading စနစ်ပေါ်လာတဲ့အခါစစ်သားတွေကမတရက်စရာမလိုတော့ပဲမြေပြင်မှာဝင့်နေရင်အကာအကွယ်ယူပြီးကြီးဖိပြန်ပစ်နိုင်လာကြပါတယ်
အမေရိကန်ပြည်တွင်းစစ်နဲ့19ရာစုနောက်ပိုင်းမှာကန်နဲ့ပထမဆုံးစစ်တပ်နဲ့ပေါ်လာတဲ့အခါမှာတော့အတန်းလိုက်ချီတက်တဲ့ view ဟာ suicide mission ကြီးတက်တာဖြစ်သွားခဲ့ပါတယ်။ဒါကြောင့်ပဲ line infantry view ဟာတဖြည်းဖြည်းနဲ့တိမ်ကောပျောက်ကွယ်သွားခဲ့ပါတယ်။ဒီလိုနဲ့ပထမကမ္ဘာစစ်ရောက်တဲ့အခါမှာတော့ကတုတ်ကင်းတွေဆက်သွယ်တူးမြောင်းတွေမှာပုံးခိုတိုက်ခိုက်ရတဲ့ French Waffle view ဟာကိုပြောင်းလဲအသုံးချခဲ့ကြပါတယ်။ကဲဒါဆိုရင်18ရာစုကနေနပိုလီယန်ခေတ်အထိစစ်သားတွေဘာကြောင့်အကာအကွယ်မယူဘဲအတန်းလိုက်တန်းစီပြီးတိုက်ခိုက်ကြတာလဲဆိုတာအပြည့်စုံနားလည်သွားပြီလို့ညွှန်လင်းပါတယ် French Waffle view ဟာဘယ်လောက်ထိရောက်လဲဆိုတာကိုနောက်ထပ်ဗီဒီယိုတစ်ပုဒ်လုပ်ပေးဖို့ရှိပါတယ်နပိုလီယန်နဲ့အော်စတြေးလျတိုက်ပွဲအကြောင်းလည်းဗီဒီယိုတစ်ပုဒ်တက်လုပ်ဖို့ရှိပါတယ်ခင်ဗျ။ဘာလို့တောင်းဆိုထားတဲ့အကြောင်းအရာတွေကိုလည်းစရင်တစ်ခုတက်ထုတ်ထားပါသေးတယ်။အဲ့ဒီအထက်ကအချက်လက်နဲ့ footage စုံမစုံပေါ်မူတည်ပြီးကြာသွားနိုင်တဲ့ဗီဒီယိုတွေအတွက်ကတော့တပါးနဲ့တောင်းပန်လိုက်ပါတယ်။သိချင်တာလေးတွေရှိရင်လည်း comment section မှာဝင်ရောက်ဆွေးနွေးမေးမြန်းသွားလို့ရပါတယ်ခင်ဗျ။အဆုံးထိကြည့်ရှုပေးတဲ့အတွက်တယောက်ချင်းစီတိုင်းကိုအထူးပဲကျေးဇူးတင်ပါတယ်။နောက်ဗီဒီယိုမှာပြန်လည်ဆုံတွေ့ကြပါမယ်ဗျ။ဘာလို့အားလုံးတာယာတော့နေ့ရက်လေးကိုပိုင်ဆိုင်နိုင်ကြပါစေဗျာ။